ကာယ အနုပဒနာဆိုတဲ့စကားကိုရှင်းပြရရင်ဒီစကားလုံးကိုပုတ်ခွဲလိုက်တဲ့အခါမှာကာယ အနုပဒနာဆိုပြီးသုံးပိုင်းခွဲလို့ရတယ်။ကာယဆိုတာကအစုအဝေးသို့မဟုတ်ခန္ဓာကိုယ်ဒီနေရာမှာကာယဆိုတာအသွေးအသားအယုအစရှိတဲ့အစုအဝေးတွေစုဝေးနေတဲ့ခန္ဓာကိုယ်ကြီးကိုဆိုလိုတာ။ဒါကြောင့်အာနာပါနဆိုတဲ့ထွက်လေဝင်လေလို့ခေါ်တဲ့လေအစုအဝေးကလည်းကာယထဲမှာပါဝင်နေတယ်လို့ဆိုလိုတာဖြစ်တယ်။အနုဆိုတာကအဖန်တလဲလဲအထက်ထက်အစင်မပြတ်ဆိုတဲ့သဘောတစ်ချိန်တစ်ခါတည်းကြည်တာမျိုးမဟုတ်ဘဲနဲ့အမြဲမပြတ်သို့မဟုတ်အချိန်ချင်းအခါကနောက်ကနေထက်ကြက်မကွာလိုက်ကြည့်တာမျိုးဆိုလိုတာပတ္တနာဆိုတာကရှုမြင်ခြင်းသိမြင်ခြင်းကိုဆိုလိုတာဝိပဿနာဆိုတဲ့စကားလုံးတွေကပတ္တနာနဲ့အတူတူပါပဲတာမန်မျက်စိနဲ့ကြည့်တာမျိုးမဟုတ်ဘဲနဲ့တတိနဲ့ပညာနဲ့ရှင်းပြီးအမှန်တိုင်းမြင်အောင်ကြည့်တာပဲဖြစ်တယ်ခြုံပြီးအတိတ်ပဲဖွင့်ဆိုရရင်ကာယနုပတ္တနာဆိုတာမိမိရုပ်ခန္ဓာကိုယ်အစုအဝေးကြီးမှာဖြစ်ပေါ်နေတဲ့သဘောတရားတွေဖြစ်တဲ့လှုပ်ရှားမှုထိတွေ့မှုဖြစ်ပျက်မှုတွေကိုတတိနဲ့အမြဲမပြတ်ထက်ကြက်မကွာလိုက်လံရှုမှတ်နေခြင်းလို့အဓိပ္ပာယ်ရတယ်။ကာယ ानु ပတ္တနာဟာခန္ဓာကိုယ်ရဲ့မမြဲခြင်းဆိုတဲ့အနိစ္စဆင်းရဲခြင်းဆိုတဲ့ဒုက္ခကိုယ်ပိုင်မဟုတ်ဘူးဆိုတဲ့အနတ္တသဘောတွေကိုသိမြင်အောင်အဖန်တလဲလဲရှုမှတ်တဲ့ကမ္မထမ်းအလုပ်ပဲဖြစ်တယ်။ဝိပဿနာဉာဏ်ရင့်ကျက်လာဖို့အတွက်အဖန်တလဲလဲထပ်ခါတလဲလဲရှုမှတ်ရတဲ့အနုပတ္တနာ9မျိုးရှိတယ်ဆိုပြီးဖော်ပြထားတဲ့အ내ပထမ3မျိုးဖြစ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး3ပါးကိုရှုမြင်ခြင်းလို့ဆိုပြီးဝိသုဒ္ဓိမကျမ်းတွေမှာဖော်ပြတာလည်းရှိပါတယ်။တစ်ဆက်တည်းမှာပဲအဲ့ဒီအနုပတ္တနာ9မျိုးကိုဖော်ပြပြပါမယ်။အနိစ္စနုပတ္တနာဒုက္ခနုပတ္တနာအနတ္တနုပတ္တနာနိဗ္ဗိန္ဒနုပတ္တနာဝိရာဂနုပတ္တနာនិရောဓနုပတ္တနာပရိနိစ္စကနုပတ္တနာဒီနုပတ္တနာ9မျိုးလုံးဟာဝိပဿနာရှုတဲ့အခါမှာယုတ်တရားနံတရားတွေရဲ့သဘောတဘာဝတွေကိုအရှိတိုင်းမြင်အောင်ကြည့်ပြီးကိလေသာတွေကိုတစ်ဆင့်ချင်းခွာချတဲ့နိလန်းတွေပဲဖြစ်ပါတယ်ဒီထဲမှာအခြေခံအကျဆုံးနဲ့လူသိအများဆုံးကပထမ3မျိုးဖြစ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး3ပါးရှုမြင်ခြင်းပဲဖြစ်တယ်နည်းနည်းရှင်းပြပါစေတစ်အနိစ္စနုပတ္တနာအနိစ္စနုပတ္တနာဆိုတာခိုင်မြဲတယ်လို့ထင်နေတဲ့နိစ္စတညာကိုပယ်ဖြောက်ဖို့မမြဲဘူးလို့အဖန်တလဲလဲရှုမြင်တာပါပဲနှစ်ဒုက္ခနုပဒနာဒုက္ခနုပဒနာဆိုတာချမ်းသာတယ်လို့ထင်နေတဲ့ဒုက္ခတညာကိုပယ်ဖြောက်ဖို့ဆင်းရဲတယ်လို့အဖန်တလဲလဲရှုမြင်ခြင်းပဲသို့အနတ္တနုပဒနာအနတ္တနုပဒနာဆိုတာငါအတ္တလို့ဆွဲလန်းနေတဲ့အတ္တတညာကိုပယ်ဖြောက်ဖို့အတွက်ကိုပိုင်တာမဟုတ်ဘူးအစိုးမရဘူးလို့အဖန်တလဲလဲရှုမြင်ခြင်းလေးနိဗ္ဗိန္ဒနုပဒနာနိဗ္ဗိန္ဒနုပဒနာဆိုတာယုံ nant ခန္ဓာတွေအပေါ်မှာတာယာနှစ်သက်နေတဲ့နန္ဒီနှစ်သက်မှုကိုပယ်ဖြောက်ဖို့ညီးငွေ့စရာလို့အဖန်တလဲလဲရှုမြင်ခြင်းငါဝိရာဂနုပဒနာဝိရာဂနုပဒနာဆိုတာဆွဲလန်းတတ်မြင်နေတဲ့ရာဂလောဘကိုပယ်ဖြောက်ဖို့တတ်မဲ့မှုကင်းပြတ်အောင်အဖန်တလဲလဲရှုမြင်ခြင်း6និရောဓနုပဒနာនិရောဓနုပဒနာဆိုတာယုံ nant တရားတွေဖြစ်ပေါ်လာတာကိုပဲမြင်နေတဲ့သမုဒယတညာကိုပယ်ဖြောက်ဖို့ခြုံငင်းသွားတာကိုအဖန်တလဲလဲရှုမြင်ခြင်းပဋိနိဒကနုပဒနာပဋိနိဒကနုပဒနာဆိုတာယုံ nant ခန္ဓာတွေကိုစုပ်ကိုင်ထားတဲ့အာဒါနစွဲကင်မှုကိုပယ်ဖြောက်ဖို့စွန့်လွတ်တဲ့အနေနဲ့အဖန်တလဲလဲရှုမြင်ခြင်းလို့ဖြစ်တယ်အထက်ကဖော်ပြခဲ့သလိုကာယနုပဒနာဟာအဲ့ဒီ9မျိုးနဲ့အခြေခံအကျဆုံးနဲ့လူသိအများဆုံးပထမ3မျိုးဖြစ်တဲ့ခန္ဓာကိုယ်ရဲ့မမြဲခြင်းအနိစ္စဆင်းရဲခြင်းဒုက္ခနဲ့ကိုယ်ပိုင်မှုခြင်းအနတ္တသဘောတွေကိုသိမြင်အောင်အဖန်တလဲလဲရှုမှတ်တဲ့အလုပ်ပဲဖြစ်တယ်ကာယ ानु ပဒနာအကြောင်းပြန်ဆက်ရရင်ကာယ ानु ပဒနာသတိပဋ္ဌာန်မှာကမ္မထံ14မျိုးရှိတယ်